တွေလဲကြာခဲ့ပြီဖေကိုယ်တိုင်းစောက်သွားတယ်ဖေးအိမ်ကလေးကျေးဇူးကဘာလို့ဒီတယောက်တည်းကြံခဲ့မင်းမလဲလွမ်းနေမြေရင်မပြေမစီနေစဉ်တိုင်းလဲမင်းမဖေးပြန်လန်းမှုမျောနေပါသည်အဖေရဲ့အိမ်ကိုအမတရားဖြစ်ပြီးဟာချင်ခဲ့သည်မိသားစုဝမ်းသာရေးအတွက်ဖေးပြုံးမပြတ်ရှာကြွေးခဲ့ဆန်းလို့ရတဲ့မြစ်တာပန်းလို့မွေတဲ့မြစ်တာရာရာကိုရင်ဆိုင်ရှိဆောင်လမ်းပြပြီးသားတို့ဖြစ်ရဲ့အခုများဆုံးသောဝေကမခေကတနေ့နေ့တော့ပြန်လာပါမည်ဖေးကလေးကဆောင်နေပြီးပြန်ခဲ့ပါမိကိုနေပြီအပိတ္တဘုံကိုတာကြည့်လို့ပြီးရတကယ်လွမ်းနေပေမြတ်တာနေဝင်သွားချိန်မိသားစုကပါငွေလာမင်းကြီးပမာအမြဲတာမင်းနေတဲ့ဖေးတို့တိတ်တိတ်ကိုရှိုက်ခါရဲ့အမေမမပြုံးနဲ့တော့ပြီးအဖေကိုလွယ်နေတဲ့ဘုံဆိုချင်သည်ဖေးမရှိတဲ့အိမ်ကလေးရဲ့မှာသားတို့မိသားစုနေတိုင်းလွမ်းမပြေဖေးဆောက်တဲ့အိမ်ကလေးရဲ့မို့ဖေးအိမ်လေးလို့ကပီးထိုးမေပြန်လာခဲ့ပါတော့ပြီဖေးမရှိတဲ့ဘဝမှမပြောဘူးဖေးမိသားစုဝမ်းသာရေးအတွက်ဖေးပြုံးမပြတ်ရှာကြွေးခဲ့ဆန်းလို့ရတဲ့မြစ်တာပန်းလို့မွေတဲ့မြစ်တာရာရာကိုရင်ဆိုင်ရှိဆောင်လမ်းပြပြီးသားတို့ဖြစ်ရဲ့အခုများဆုံးသောဝေကမခေကတနေ့နေ့တော့ပြန်လာပါမည်ဖေးကလေးကဆောင်နေပြီးပြန်ခဲ့ပါမိကိုနေပြီအပိတ္တဘုံကိုတာကြည့်လို့ပြီးရတကယ်လွမ်းနေပေမြတ်တာနေဝင်သွားချိန်မိသားစုကပါငွေလာမင်းကြီးပမာအမြဲတာမင်းနေတဲ့ဖေးတို့တိတ်တိတ်ကိုရှိုက်ခါရဲ့အမေမမပြုံးနဲ့တော့ပြီးအဖေကိုလွယ်နေတဲ့ဘုံဆိုချင်သည်ဖေးမရှိတဲ့အိမ်ကလေးရဲ့မှာသားတို့မိသားစုနေတိုင်းလွမ်းမပြေဖေးဆောင်တဲ့အိမ်ကလေးရဲ့မို့ဖေးအိမ်လေးလို့ကပီးထိုးမေပြန်လာခဲ့ပါတော့ပြီဖေးမရှိတဲ့ဘဝမှမပြောဘူးဖေးပြန်လာခဲ့ပါတော့ပြီဖေးမရှိတဲ့ဘဝမှမပြောဘူး